အားလုံးပဲမင်္ဂလာပါခင်ဗျာကဲကျွန်တော်တို့မင်းနေကြတယ်ခင်ဗျာကိုတူရရေကိုတူရရောင်းချနေတယ်ပေါ့နော်တောင်ကြီးမြို့နယ်ရွှေညောင်မြို့အောင်တပီရောက်ကမှရှိတဲ့မြို့မြေလေးတွေကြံသေးလားနဲ့မင်းနေကြတယ်ဟုတ်ကဲ့ပါကြံပါသေးရခင်ဗျာကျွန်တော်ရောင်းချတာ10ရက်ကျော်လောက်ပဲရှိသေးရပေါ့နော်ဒါပေမဲ့အကွက်က15ကွက်လောက်တော့ကုန်သွားပါပြီနေရာကောင်းလေးကြံပါသေးရခင်ဗျာကဲဒါကတော့ကျွန်တော်အကွက်ထဲကိုဝင်လာမယ်ရက်ကွက်လိုင်းဖြစ်ပါတယ်ရက်ကွက်လိုင်းဖြစ်တဲ့အတွက်ကျွန်တော်လမ်းကလည်းဒီလိုလိုင်းပေးထားသေးတယ်ဒီဘက်မှာလည်း main လမ်း2လမ်းရှိရပေါ့နော် main လမ်း2လမ်းရှိရအတွက်ဒီဘက်လမ်းမတန်းပဲယူဒီဘက်လမ်းမတန်းပဲယူပေါ့နော်ကြိုက်တဲ့ဘက်ကိုယူလို့ရတယ်ပြီးတော့အကွက်ကရမ်းလာတယ်ပေါ့နော်ကျွန်တော်ဒီနားလောက်ရက်လာမယ်ဆိုရင်အကွက်တွေအားလုံးမြင်ရလိမ့်မယ်နော်အကွက်တွေအားလုံးမြင်ရလိမ့်မယ်ဆိုတော့ဒီမှာအရန်တာယာလာပါတဲ့နေရာကြီးဖြစ်ပါတယ်ခုလိုမျိုးပေါ့နော်ဒါတောင်းကွက်လေးတွေကြံအောင်မယ်ဟိုဘက်ကလည်းလမ်းရှိရဒီဘက်ကလည်းလမ်းရှိရဒီဘက်မှာလည်းလမ်းရှိရဟိုမှာလည်းလမ်းရှိရပေါ့နော်ခုလိုလမ်းလေးဘက်တောင်းကွက်ဒါမျိုးတောင်းကွက်ဒီနေရာမှာကြံအောင်မယ်ပြီးတော့ဟိုဘက်တောင်းကွက်ကြံအောင်မယ်ပေါ့နော်ဒါကတော့စီဘရောက်ဖြစ်ပါတယ်ခင်ဗျာစီဘရောက်မှာလည်း10ကွက်တွဲရှိတယ်ရှစ်ကွက်တွဲဟိုမှာဒီကောင်ကတောင်းကွက်ပေါ့နော်ဒီမှာတောင်းကွက်ရှိမယ်ဟိုမှာတောင်းကွက်ရှိမယ်ဒါမျိုးလေးတွေနေရာကောင်းတွေကြံသေးတယ်ပြီးတော့ကျွန်တော်ဟိုးအောက်ထဲမှာလည်းပေ40ပေ100ပေါ့နော်40 100ကွက်ကျဲကြီးတွေရှိတယ်ပေါ့နော်သူလည်းဒါမျိုး foundation ကလည်းကျွန်တော်တို့ကဒီမှာတိတိချာချာခိုင်မာနဲ့ပေါ့နော်ကျွန်တော်တို့ဝယ်ပြီးသူ့တိုင်းအားလုံးပေါ့နော်အေကိုမြေကွက်ဝယ်ပြီးရတယ်တခါတည်းအုတ်တိုင်းအစင်သေးခတ်ဖို့အတွက်ကို foundation ခိုင်မာလုပ်ပေးရပါဖော်ရှိုးမဟုတ်ပါဘူးခင်ဗျာပြီးတော့လမ်းနေရာလည်းပေကျဲကြီးတွေပေးထားသေးတယ်နေရာလေးကလည်းကျွန်တော်တို့တောင်ကြီးမြို့နယ်မှာရှိရတဲ့အတွက်ကျွန်တော်နေပူနေတော့ခုလိုမျိုးပေါ့နော်နှွေးတယ်မချွတ်ရဘဲနဲ့အေးဆေးနေရတဲ့နေရာမျိုးလေးဖြစ်တယ်ပြီးတော့တောင်တန်းဒေသတွေရအလှပကိုပြေဝခံစားရမယ်ရက်ကွက်ထဲမှာလည်းတည်ရှိရဖြစ်တယ်မြို့မြေလေးဖြစ်တဲ့အတွက်ပိုင်ဆိုင်မှုကလည်းခိုင်မာတယ်ပေါ့နော်အခုလိုနေရာမျိုးလေးမှာကျွန်တော်ရောင်းချတာကလည်း10ရက်ကျော်ပဲရှိသေးတယ်ဒါပေမဲ့အကွက်ကတော့10ကွက်ကျော်လောက်ကုန်နေပါပြီခင်ဗျာ10ကွက်ကျော်လောက်ကုန်နေပြီနောက်မှရောက်တဲ့လူကတော့နောက်ကကွက်တွေရမယ်အရင်လာတဲ့လူကတော့အရင်လက်ဦးမှုရတဲ့အနေနဲ့ရှေ့သုံးကွက်လေးတွေတောင်းကွက်လေးတွေနေရာကောင်းလေးတွေရမှာပေါ့နော်ဒီလိုနေရာမျိုးကအရေးကြတဲ့ပေးရတဲ့ဖြစ်တဲ့အတွက်အရင်လက်တန်တယ်အရင်လက်အဆင်ပြေတယ်ပေါ့နော်ကနဦး300ရင်သွင်းကြံငွေကိုတနေ့ရေးကြအတိုးမဲ့နဲ့ရောင်းချပေးရဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒီမှာ90ပတ်လက်တစ်ခွက်ကို350ဖြစ်ပါတယ်ဟိုဘက်က40 100ကျတော့ကျွန်တော်တို့300နဲ့မှ90ဖြစ်ပါတယ်ခင်ဗျာပေကျဲလေးဈေးနှုန်းကတော့ပုံများတွေပေါ့နော်ပြီးတော့ဒီနေရာမျိုးကနှစ်ခါမရတဲ့နေရာမျိုးဖြစ်တယ်ဘာလို့လဲဆိုတော့အင်မတန်ကောင်းတယ်ဟိုရက်ကွက်ကလည်းဟိုမှာရက်ကွက်နဲ့တစ်ဆက်သေးပေါ့နော်အိမ်ကြီးလည်းဘေးမှာရှိပြီးသားပေါ့ဒါအပြင်နောက်ကပင်တွေကွယ်နေလို့သာအိမ်ကြီးမမြင်ရတာပေါ့နော်လမ်းနေရတာမျိုးကြဲကြီးပေးထားတယ်ရေးချတယ်ပေးထားဖြစ်တဲ့အတွက်ပုတ်ပပပဲဗျာဘာမှအများကြီး pressure ထားရမလို့ပေါ့နော်ဒီငွေသွင်းရမယ့်ပတ်စံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရေးကြပဲဆိုတော့တလားကိုကျွန်တော်တို့30လောက်သွင်းသွားရုံနဲ့အေးစေးမြေကွက်တစ်ကွက်ကိုပိုင်ဆိုင်မဲ့ခွင့်ဖြစ်တယ်ဒီလိုနေရာမျိုးမှာအရေးကြနဲ့ပေါ့နော်မြေစုကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီမှာစီးပွားရေးလုပ်ချင်တာဖြစ်ဖြစ်ဝယ်ရောင်းလုပ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်ကိုအုံနောက်ရှိရင်ရှိလို့ပေါ့နော်ငွေကိုဘယ်လိုပြန်ခိုင်းလို့ရမလဲဆိုတော့အတွေးမျိုးနဲ့ပေါ့နော်ပြန်ပြီးတော့အသုံးချနိုင်မယ်ဆိုရင်တော့ဒီလိုနေရာမျိုးကအကျိုးရှိမဲ့နေရာမျိုးလေအိမ်လာဆောက်မယ်ဆိုရင်လည်းအေးချမ်းဖြစ်တယ်အသက်ကြီးတဲ့မိဘတွေအတွက်ဆိုရင်လည်းဟောဒီမှာဝယ်ပြီးတော့အိမ်လာဆောက်ပြီးတော့မိဘတွေစိတ်ချမ်းသာသာနဲ့နေရမယ့်နေရာမျိုးလေးဖြစ်တဲ့အတွက်တကယ်လို့လိုအပ်တယ်ဆိုရင်ကျွန်တော်ဆက်သွယ်ပေးပါကျွန်တော်ဖုန်းနံပါတ်လေးချပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ